ကဲချစ်ကိုခေါ်ရဲဆိုလို့အေးဟုတ်တယ်သမီးချစ်ရောက်လာတော့ပဲသမီးကိုအကူကြီးအကယ်တောင်းစရာရှိလို့ဟုတ်ပြောပါအန်ကဘာကူညီပေးရမလဲအကယ်ရှေ့ကပါတနာရှင်တယောက်လေသမီးကိုမနေ့ကပြောပြထားတဲ့တယောက်သူနဲ့ရွှေတောင်ကြားတဲ့ဒူဒူစားတောက်ဆိုင်မှာချိန်ထားတဲ့အလုပ်ကိစ္စဟာဟိုကိုမြင်နိုးအောင်ဆိုတာလားအေးဟုတ်တယ်အဲ့ဒါအဲ့သူနဲ့သမီးတွားတွေ့ပြီးပါလားဟုတ်ကဲ့ရပါတယ်အန်ကသမီးတွေ့ပြီးတာနဲ့အန်ကဖုန်းဆက်ပါမယ် Have a safe trip ပါနော်အန်ကဟုတ် Thank you ပါသမီးချစ်ကလေအရန်အားကိုးရပဲသိလားချွေးမမတော်လိုက်ရတာနားတယ်ကွာသမီးရောအခုပါအိမ်တော်မပြုတ်သေးဘူးလားစင်ကယ်ပဲလားချစ်ကတော့တယောက်တည်းအေးဆေးဆေးပဲနေတော့မလားလို့ပါကိုမြတ်နိုးအောင်လားကျမအန်ကယ်ဦးမိုးညိုလွတ်လိုက်တဲ့ချစ်ပါဟုတ်ပါတယ်ဟုတ်ကျွန်တော်မြန်လို့အောင်ပါအန်ကယ်တော့ပြောထားတယ်အမချစ်ဆိုတာဟုတ်ပါတယ်ကိုမြန်နိုးအောင်ရဲ့ဇိုဒီရဲ့ဆိုင်ကဘာလဲယင်ခင်ဗျာ